ဒါလေးကတော့ကျွန်တော် hit ထားတဲ့ Pokemon ကတ်တွေကို PSA ပို့ဖို့အတွက်ပြင်ဆင်ထားတာပါအရင်ဆုံးကတ်တွေမပြတ်စီအောင်ဒီကတ် saver လေးကိုအမြင့်ဆုံးနဲ့မှားတယ်မှားပြီးတော့ကတ်လေးထည့်တကယ်ချင်းစီ PSA ပို့မယ်ဆိုရင်ကိုမှားထားတဲ့ကို list လုပ်ထားတဲ့အတိုင်းကတ်တွေကိုအစင်လိုက်ထပ်ပြီးတော့မှပို့ရပါမယ်ခေအစင်လိုက်မထပ်ဘူးဆိုရင်ပတ်စံပို့ပြီးတော့ကြောက်မှာဖြစ်ပါတယ်အစင်တကြလေးအစင်လိုက်လေးနမအစင်လိုက်လေးပို့မှပုံမှန်တိုင်းကြောက်မှာဖြစ်ပါတယ်ဒီတော့ကတ်ထုပြလေးနဲ့ထပ်ပြီးတော့ဒီလေးစီပါဒါတော့ပစ္စည်းပို့မယ်PSA ပို့မယ်စာရစာတန်းလေးပေါ့ဒီကတော့ဘာကုတ်ကိုတော့ညှက်ပြီးတော့အထုံးမှာကပ်ပြရအောင်ကျန်တဲ့ဟာတွေကတော့ဒီတိုင်းခောက်ပြီးတော့ဒီစာရဒီ PSA ကတ်နဲ့အတူတွဲပြီးတော့ထည့်လိုက်ရပါဒါဆို PSA တင်ဖို့အတွက်ပြင်ဆင်ပြီးပါပြီ PSA တင်ပါတော့မယ်